တခါတော့ကဂျကယ်ပူလို့ခေါ်တဲ့ရွာလေးတရွာမှာရှမ်ပါနဲ့ယာဒီကာဆိုတဲ့အိမ်ငယ်ချင်းမင်းကလေးနှစ်ယောက်ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာငယ်စဉ်ကလေးကတွေ့လာခဲ့ကြတာပါ။တနေ့တော့ညနေခင်းအချိန်မှာရှမ်ပါကယာဒီကာကိုပန်းကူသွားမယ်ဆိုပြီးရွာပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်။နေဝင်ရီတရောအချိန်ရောက်လာတော့ယာဒီကာကစိုးရင်တကြီးနဲ့ရှမ်ပါအိမ်ပြန်ကြစို့နေဝင်တော့မယ်အမေစုလိမ့်မယ်လို့ပြောပါတယ်။ဒါပေမဲ့ရှမ်ပါကခဏလေးပါဟာနင်ကလည်းမကြခင်လက်ဆက်တော့မှာပဲဒီမတိုင်ခင်ငါနဲ့တို့ပန်းတွေအများကြီးခူးသွားပါအောင်မယ်ရှင်းသားလေးမှာပိုးလာတဲ့ပန်းတွေရှိသေးတယ်ဆိုပြီးဖျားယောင်သေးဆောင်ကခေါ်သွားလေတယ်ရှာဒီကာကတငယ်ချင်းကိုယုံကြည်တဲ့စိတ်နဲ့လိုက်လာခဲ့တာနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာထူးဆန်းတဲ့အနက်ရောင်ပန်းဝင်းလေးတွေပေါက်နေတဲ့နေရာတစ်ခုကိုရောက်သွားကြတယ်အဲ့ဒီနေရာဟာကျောင်းမဖွဲကောင်းပြီးတိတ်ဆိတ်နေပါတယ်ရှာဒီကာကရှမ်ပါဒီနေရာကကြောက်စရာကြီးငါ့အဖွားပြောဖူးတယ်အနက်ရောင်ပန်းပွင့်တွေရှိတဲ့နေရာကကဘာမြေတတမမြောက်အလွားနဲ့ဆက်ဆံနေတဲ့မကောင်းဆိုးကနေတဲ့နေရာတဲ့ပြန်ရအောင်မလို့တောင်းပန်ပါတယ်အဲ့ဒီချိန်မှာရှမ်ပါကမဲဆောင်ပြီးကြည့်လိုက်ကသူကကြားရအိမ်လေးတွေကနေပြောင်းမှုတစ်မျိုးကိုထုတ်လိုက်ပါတယ်ဇာတိကနင့်ကိုဒီနေရာကိုခေါ်လာဖို့ငါ9နှစ်လုံးအကျင့်တီလာဆောက်တည်ပြီးမကောင်းတဲ့ပညာတွေသင်ခဲ့ရတာအခုမှပြန်မယ်လို့မရတော့ဘူးဆိုပြီးအဲ့ဒီပြောင်းမုံနဲ့ယာဒီကာကိုပတ်လိုက်ပါတယ်။ဆက်ချင်းဆိုသလိုပဲယာဒီကာရဲ့ခန္ဓာကိုယ်ကနေအဝါရောင်အလင်းနဲ့တွေထွက်ပေါ်လာပြီးအနက်ရောင်ပန်းမွေတွေတပွင့်အဖြစ်ပြောင်းလဲသွားပါတော့တယ်။ရှမ်ပါကအားရပါရရဲမောလိုက်တယ်။နေငါ့ဘဝကိုဖျက်ဆီးခဲ့ရကြပြီ။အခုတော့နေ့စီကနေငါလိုချင်တာတွေအကုန်ပြန်ယူတော့မယ်။ရှီပန်းကငါ့အပိုင်ဖြစ်ပြီးဆိုပြီးကျင်းနဲ့စွာနဲ့ရွာကိုပြန်သွားပါတယ်။ဒီအဖြစ်အပျက်ကိုတစ်ပင်နောက်ကနေလူတယောက်ရှောင်ကြည့်နေခဲ့ပေမဲ့ရှမ်ပါရဲ့အဆန်းကိုကြောက်လို့ဘယ်သူမှမပြောရဲခဲ့ပါဘူး။ရှမ်ပါကရွာပြန်ရောက်တော့ဇာတိကာတို့အိမ်ကိုသွားပြီးဟဲဆောင်စကားပြောပါတယ်။ဒေါ်လေးချိုပါဇာတိကာပြန်မရောက်သေးဘူးလား။သမီးတို့ပန်းကူးသွားကြတာ။သမီးဘိုင်းနာတို့အရင်ပြန်လာခဲ့တာပါ။သူနောက်မှလိုက်လာမယ်ပြောတယ်လို့လင်းပြောတယ်။ဇာတိကာရဲ့အမေချိုပါနဲ့အဖွားဖြစ်သူကံမလာတို့ကစိတ်ဘူးသွားကြတယ်။ညရောက်တဲ့အထိယာတိကာပြန်မလာတော့သူတို့အားလုံးယာတိကာရဲ့သူတို့သားတော်ရှီပန်းအင်ကိုသွားပြီးအကူအညီတောင်းကြတယ်။ရှီပန်းရှမ်ပါယာတိကာအမေနဲ့အဖွားတို့၄ယောက်သားတညလုံးလိုက်ရှာကြပေမဲ့ယာတိကာမတွေ့ရပါဘူး။ရှမ်ပါကတော့ဟန်ဆောင်ပြီးဝင်းနဲ့ပြနေတာပေါ့။ရဲတွေကြာလာတော့ရှမ်ပါကနောက်တစ်ခွက်ထွက်ရှိပါတော့တယ်။ရှီပန်းရဲ့အဖေဦးမိုဟီစီသွားပြီးကောလာဟာလာသတင်းနှွှင့်ပါတယ်။ဦးလေးသမီးတငယ်ချင်းမို့မပြောချင်ပေမဲ့ပြောရတော့မယ်။ယာတိကာကပျောက်သွားတာမဟုတ်ဘူး။ညီချင်းတထေးရဲ့ညီနဲ့ခိုးရလိုက်ပြေးသွားတာလို့လင်းပြောလိုက်တယ်။ဒီစကားကိုအိမ်နီးချင်းအတိအဖျင်းတဲ့ဒေါ်စုံမဲကြားသွားပြီးတရွာလုံးကိုလိုက်ပြောပါတော့တယ်။ဦးမိုဟီလည်းအချက်ကွဲမှာကြောက်ပြီးတားပြစ်သူရှိပန်းကိုဖိအားပေးပါတော့တယ်။တာမင်္ဂလာဆောင်မှုကိုယ့်ရဲ့ပဲလို့တော့တယ်။ယာတိကာကတခြားလူနောက်ပါသွားပြီဆိုတော့မင်္ဂလာပွဲမပြတ်အောင်သူ့တငယ်ချင်းရှမ်ပါနဲ့ပဲလက်ထက်လိုက်ပါတော့လို့ပြောတယ်။အန်ဩစရာကောင်းတာကဇာတိကာကိုအရန်ချစ်ပါတယ်ဆိုတဲ့ရှီပန်းကရှင်ရှင်ပဲကောင်းပါပြီအဖေဆိုပြီးလက်ခံလိုက်ပါတယ်။ရှမ်ပါကသူ့အကြံအောင်မြင်ပြီဆိုပြီးပျော်နေတော့တာပေါ့။ဒီကြားထဲမှာလူတစ်ယောက်ကအနည်းအောင်ပန်းပွေဇာတိကာကိုတောက်ခုဖို့စ조사ခဲ့မှုပဲမဲ့ပန်းပွင့်ကိုထိလိုက်တာနဲ့မီးတောင်ပြီးပြသသွားခဲ့တယ်။ဇာတိကာခညာညှိုးလင်းချက်မဲ့နေတော့မင်္ဂလာဆောင်မဲ့နေ့မတိုင်ခင်ညရောက်တော့ရှီပန်းကအိမ်ကနေတီတီလေးထွက်သွားတယ်။တောက်ကိုဇာတိကာရဲ့အဖွားခံမလာကမတင်ကားလို့နောက်ယောင်ခံလိုက်သွားတယ်။ရှီပန်းဟာယာတိကာပွဲဝင်ဖြစ်သွားတဲ့တောအုပ်ထဲကနေရာကိုသွားပြီးပညာကြည့်စရာတော်တစ်ပါးနဲ့သွားတွေ့တာကိုအဖွားကတွေ့လိုက်ရတယ်။အဖွားကထွက်ပြီးမင်းမြန်တော့မှအမှန်တရားပေါ်လာပါတယ်။တကယ်တော့ဟိုးတုန်းကတစ်ပင်နောက်ကနေမြင်ခဲ့တဲ့မျက်မြင်သက်သေကသူ့အပြစ်သူမခံနိုင်လို့ဆရာတော်ကိုလာပြောပြခဲ့တာပါ။ဆရာတော်ကတဆင့်ရှီပန်းတီးသွားပြီးရှမ်ပါကိုယုံကြည်အောင်ယာတိကာကိုမိလိုက်ပြီးလို့ဟန်ဆောင်ပြီးလက်ထပ်ဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ဆရာတော်ကဒီနေ့ကယာတိကာပန်းဝင်ဖြစ်သွားတာရက်ပေါင်း40ပြည့်တဲ့နေ့ပဲမနေ့ပြန်41ရက်မြောက်နေ့နေထွက်လိုက်ယာတိကာဟာထာဝရပန်းဝင်ဖြစ်သွားပြီးဘယ်တော့မှလူပြန်ဖြစ်မှာမဟုတ်တော့ပါဘူးလူပြန်ဖြစ်ဖို့နည်းလမ်းတစ်ခုကရှမ်ပါကိုယ်တိုင်အဲ့ဒီပန်းကိုခုမိုင်းကြမယ်လို့မိန်ပါတယ်ဒါကြောင့်ရှီပန်းကရှမ်ပါကိုယုံအောင်လုပ်ပြီးအခုလိုထောင်းဆောက်ဆင်းခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲရှမ်ပါရလာတဲ့ကြောင့်သူတို့၃ယောက်ရှုံပိုးထဲပုံလိုက်ကြတယ်ရှမ်ပါကပန်းပွင့်ချိန်မှာရပ်ပြီးမဲပါတယ်ဟောဒီမှာငါတငယ်ချင်းပါလေ
မနေ့ပြန်ငါနဲ့ရှီပန်းလက်ထပ်တော့မယ်နင်းကဒီမှာထာဝရနေခဲ့ရတော့မယ်ဒါပေမဲ့ငါတို့မင်္ဂလာဆောင်ကိုနေမြင်အောင်ငါခုသွားပေးမယ်ရှီပန်းကနင့်ကိုမချစ်ဘူးငါ့အိုပဲချစ်တာလို့ပြောပြီးပန်းပွင့်ကိုခုလိုက်ပါတယ်ပြီးတော့သူ့အိမ်ကိုယူသွားပြီးကတိအောက်မှာထားကအိပ်ပျော်သွားတယ်ရှီပန်းဆရာတော်နဲ့အဖွားတို့ကရှမ်ပါအိမ်ကိုတိတိလေးလိုက်သွားကြတယ်ရှမ်ပါအိပ်ပျော်နေတော့ပန်းပွင့်ကိုကြည့်လိုက်ပေမဲ့လူပြင်းမဖြစ်သေးပါဘူးရှီပန်းကဆရာတော်ရှမ်ပါကိုယ်တိုင်ကိုယ့်ရင်လူပြန်ဖြစ်မယ်ဆိုဘာလို့မဖြစ်သေးရလဲလို့မေးတယ်ဆရာတော်ကရှမ်ပါရဲ့မကောင်းဆိုးဝါးဆွမ်းအားကအရန်ကျင်နေတယ်ဒါကိုဖြိုခွင်းဖို့ဆိုရင်စစ်မှန်မုံမြတ်တဲ့လူအသက်ဝိညာဉ်တခုစတိမှရတော့မယ်လို့ပြောလိုက်တယ်။ဒါကိုကြတော့ရှီပန်းကဓာတ်ကိုဆဲပြီးကျွန်တော်အသက်ပေးပါမယ်လို့ပြင်လိုက်တယ်။ဒါပေမဲ့အဖွားကိုကံမလာကဓာတ်ကိုလူလိုက်ပြီးညီတို့ကငယ်ပါသေးတယ်။အဖွားကအသက်ကြီးပြီးငါမြင်မလေးအတွက်ငါအသက်ကိုပေးပြရစီဆိုပြီးသူ့ဘိုက်ကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါတယ်။အန်ဟောစရာကောင်းတာကအဖွားအိုဝါသေးဆုံးပြီးအနောက်ကျန်ခဲ့တာမျိုးမဟုတ်ပဲ။ချက်ချင်းဆိုသလိုအလင်းရောင်တစ်ခုအပြေးပြောင်းလဲသွားပြီးပျောက်ကွယ်သွားပါတော့တယ်။အဲဒီနောက်မှာတော့အနဲ့ရောင်ပန်းမွေးလေးဟာအလင်းရောင်တွေနဲ့အတူဇာတိကအဖြစ်ပြန်လဲပြောင်းလဲလာပါတော့တယ်။အဲဒီအချိန်မှာရှမ်ပါအိယာနိုးလာပြီးဇာတိကောင်ကိုမြင်တော့ကြောက်လန့်တကြောင်အော်ဟစ်တယ်။နေဘလို့လှုပ်ပြီးလူပြန်ဖြစ်လာလဲဆိုပြီးသူ့ရဲ့မောဆန်အားနဲ့တိုက်ခိုက်ဖို့လုပ်တယ်။ဒါပေမဲ့ဆရာတော်ကသူ့ရဲ့မော်ဒါနဲ့ရှမ်ပါဘက်ကိုချိန်လိုက်တယ်။ဓာတ်တွေကနေလီအစီတွေထွက်ပေါ်လာပြီးရှမ်ပါရဲ့မကောင်းဆိုးဝါးစွမ်းအားတွေကိုအကုန်ဆုပ်ယူလိုက်တယ်။ရှမ်ပါဟာအာရင်ကုန်ခံပြီးကျမ်းမြင်ပေါ်အယုတ်ကျိုးပြက်လဲကျသွားပါတော့တယ်။ရှီပန်းကယာဒီကအနာကိုသွားပြီးယာဒီကမင်းအစင်းပြေးလားလို့မေးတယ်။ယာဒီကဝမ်းနဲ့အတန်းနဲ့ရှီပန်းဒုတိယရဲ့အရှိကတော့နိုင်ရခဲ့ပါပြီ။ဒါပေမဲ့အဖွားကတော့တို့အတွက်အသက်ပေးဆက်သွားခဲ့ရပြီလို့ပြောရင်းဇလန်လေးပြီးဆုံးသွားပါတော့တယ်